ကျိုးဖြုံတာကျိုးဖြုံတာကိုဗစ်ကြောင့်သေဆုံးသူမှာတော့မက္ကဆီကိုက1500ကျော်နဲ့အမေရိကန်ပြည်နယ်ဒုတိယဘရာဇီးကသေဆုံးသူ1300ကျော်နဲ့တတိယအကြီးဆုံးရှိခဲ့ကြပါတယ်။အာရှနိုင်ငံတွေဘက်မှာတော့အင်ဒိုနီးရှားမှာမြို့ကြောင့်ကူးစက်သူ11000ကျော်သေဆုံးသူ300ကျော်ဘင်္ဂလားဒေ့ရှ်မှာ980ကျော်နဲ့သေဆုံးသူ16ယောက်၊ကမ္ဘောဒီးယားမှာ400ကျော်နဲ့သေဆုံးသူ15ယောက်၊ဂျပန်မှာ9400ကျော်နဲ့သေဆုံးသူ90ကျော်အကြီးဆုံးရှိခဲ့ပါတယ်။ကျန်တဲ့ဒီနိုင်ငံမှာတော့အမေရိကန်ကူးစက်နေတာ100ကျော်၊စင်ကာပူမှာ38ယောက်ထိုင်းမှာ142ယောက်၊ကမ္ဘောဒီးယားမှာ3ယောက်၊လာအိုမှာ2ယောက်၊ဗီယက်နမ်မှာ2ယောက်အသီးသီးရှိခဲ့ပြီးသေဆုံးသူတော့မရှိသေးပါဘူးရှင်။အမေရိကန်ရဲ့46ယောက်မြောက်ဒီမိုကရက်ပါတီဝင်သမ္မတသစ်ဂျိုးဘိုင်ဒန်အပေါ်နိုင်ငံခြားမှာမတည်ငြိမ်တဲ့သဘောထားအမြင်တွေကိုတော့ဒီနေ့တန်ကပြည်သူ့တင်ဆက်ပေးထားပါတယ်ရှင်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကစံသက်စာကင်ဆိုပြီးတဲ့နောက်အမေရိကန်ရဲ့46ဦးမြောက်သမ္မတဖြစ်လာခဲ့ပါပြီ။မဲမတမာမှုတွေကြောင့်သာရွေးကောက်ပွဲနိုင်တာဆိုရဲထရန့်ရဲ့မခံနိုင်တဲ့ဆွဆွဲချက်တွေပြင်းထန်တဲ့စိတ်ဝမ်းကွဲပြားမှုတွေကြားကနေသမ္မတဖြစ်လာတဲ့ဘိုင်ဒန်ပေါ်ပြည်တွင်းမှာမကပဲကမ္ဘာပြည်သူတွေကြားမှာအတူတူရဲ့အမြင်နဲ့ရှုမြင်တာတွေရှိနေပါတယ်။အောက်တော့မှာသမ္မတဆန်ဆွဆွဲဖြစ်တဲ့ခံရတဲ့အထိရိုက်ခတ်မှုရှိတဲ့ဒီကိစ္စမှာပြည်သူတွေကထရန့်ရဲ့ဆုံးဖြတ်ပြီးအမြန်တော့ဒေချာခပ်ပြီးဆိုပိတ်လိုက်တယ်ဒီပိုလိုဗင်းချန်ဆိုတဲ့ဒီခွေးဒေတာခံပြပါဘိုင်ဒန်ပေါ်သူ့ရဲ့အမြင်ကိုပြောပါတယ်ဒီကွေးကမင်းတို့ကဒီပြေးကောက်တယ်ပေါ်ရလို့လို့ထင်တယ်။ဘာလို့လဲဆိုတော့မင်းတို့ကသူ့ရဲ့ကြိုးပြီးသွားကိုကျွန်တော်တို့ရဲ့အမြင်ရတယ်ခြေရတဲ့ဆောင်ရွက်သွားမှာမဟုတ်လို့ဆက်ကောင်းလာတယ်ထင်တယ်။ဒီကနေ့ဆက်တယ်ရှိတယ်။ဆောင်းတော့အရင်ကစက်ကူနဲ့တော့ပြန်ပြန်တဲ့ကိစ္စပေါ်ကောင်းတယ်ဒီပါလေ။ဒါမှလည်းဘိုင်ဒန်လက်ထက်ရုရှားနဲ့ဆက်ဆံရေးတင်းမာမှုတွေပြန်မြင့်တက်လာဖို့ညှော်မှန်းထားတာတွေလည်းရှိရပါမော်စကိုမြို့ခံဖြစ်တဲ့နာတက်ဒါကဘာလို့လဲဆောက်နေရလဲဒီကြောဟာဒီဝိုင်းကနေကိုဒီလိုလုပ်တော့ခင်းရလေးလေးပါနေနေတရားအဲ့မှာသူဒီလိုဒီလိုမျိုးပြင်ခဲ့တယ်ဆိုတာအတိအကျသိထားတယ်ဒါကြောင့်မှတော့ဒီဝိုင်းရတော့ဒီနေ့ပြင်ရတာတောင်းတင်းအောင်လုပ်ရမယ်ရနာလေမနေတော့အဲ့ဒါကြီးဒီမှာပြောင်းလဲမှုဖြစ်ပေါ်ခဲ့ရပါလက်စတိုင်းဒေသမှာလည်းအမေရိကန်သမ္မတအပြောင်းလဲပေါ်သိတော်တဲ့ထားတာကိုကြည့်ရပါတယ်။ဘိုင်ဒန်ကတော့သမ္မတတောင်ယူတဲ့ပထမနေ့မှာပဲသမ္မတဟောင်းထရန့်ရဲ့မူဝါဒတွေကိုခြေချက်ပြင်ဆင်တဲ့ဟုတ်တက်တက်ဆောင်နေဆိုရင်လိုက်ကြည့်။ဘာသာမိုင်းဖက်မှာအန်ဒီလေးဒါနေနေကလေးချုံနမ်လာကွာလိုက်ကြည့်နေချုံနေဆောင်နေပြီးတော့ကမ္ဘာမှာအမေရိကန်ရဲ့ဒီဆောင်မှုကိုပြန်မြင်ချဖို့ဆောင်ရွက်ပြီးပါတယ်ခင်ဗျာ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကိုအမေရိကန်ကထောက်ပံ့မှုပြန်ပေးရမယ်လို့သမ္မတရဲ့ဂျိုးဘိုင်ဒန်ရဲ့တရားဝင်အကြံပေးပုဂ္ဂိုလ်ဒေါက်တာအန်တိုနီဖော်စီကပြောကြားလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာ WHO အဖွဲ့ဝင်အဖြစ်ရှိနေလို့ရှိရတဲ့အွန်လိုင်းအစည်းအဝေးမှာဒေါက်တာဖော်စီကပြောကြားခဲ့တာပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အမေရိကန်ထောက်ပံ့မှုကိုသမ္မတဆန်လက်ထက်မှာလုပ်နေတာပါ။အခုဒီမှာကျဟာဟိုမှာတည်းကျစက်ပိတ်သွားတာရှင်းမယ်ထိုင်းနေတာပြီးတော့ညောပြီးလားအန်တိုနီယို ဂူတာရက်စ်ကိုစာပို့အကြောင်းကြားနေတာပါအမေရိကန်မှာ WHO အတွက်ရန်ပုံငွေအများကြီးလက်ပြန်ပေးပါလိမ့်ဖြစ်ပါတယ်ဒီကြောင့်ကတော့ထောက်ပံ့မှုပြန်ပြီးတော့ဒီရမှာဒေါက်တာဖော်စီကကိုရိုနာဗိုင်းရပ်စ်စတင်ရရှိကာလဝင်နေတာမှုရှိတာကိုထောက်ပြပါတယ်WHO နဲ့ဆိုင်ရမယ့်အဓိကစံတော်မှုတွေကိုလည်းသိသိပေးသွားပါတယ်အမေရိကန်